ကဲဆိုတာကတကယ်ချင်းများအားလုံးမင်္ဂလာပါခင်ဗျာတကယ်ချင်းညီကိုမောင်နှမများအားလုံးမင်္ဂလာပါအခုဆိုလာမလော်ဝါလီဖိုးနေရနော်ဟိုဟာဒွင်းချမ်းနှစ်ချမ်းရှိမယ်ပြီးရကြချမ်းရှိမယ်ပြီးရဆိုတာအုပ်စီအုပ်ရိုက်ပေါ့အုပ်ရိုက်တို့တွန်းတိုင်းလေးလောင်းလာတို့ပေါ့နော်အဲ့မှာတနေရတယ်ဘဲမှာမသွားရဘူးပေါ့နော်အဲ့မှာယောက်ျားဆဲလို့ခေါ်မယ်ခင်ဗျာယောက်ျားမိမရောပြီးဆိုဒီချမ်းရဲ့ပြီးဆိုနောက်ထပ်တချမ်းကြီးတဲ့ခေါ်ချမ်းလို့ဖို့တင်မြန်တွဲလေးခေါ်တာရှိသေးတယ်နော်မြန်မြန်လေးဆက်သွဲလာခဲ့ပါကတ်တေပချမ်းမနဲ့ကပီပချမ်းမနဲ့ပြီးရင်နန်းဆန်ပချမ်းမနဲ့ပြီးရင်ကန်တေဘာနိုင်ပချမ်းမနဲ့အနာလေးတွေပါယူမယ်နော်လက်များတွဲလေးရောဟိုကနေလိရှင်းရပြီခင်ဗျာဘာဖြစ်လို့ကျွန်တော်တဝက်စကားနဲ့ရိုးပြောနေတယ်ဆိုတော့ကောက်လေးပြေကြမှာကြောက်ကြီးနော်ကောက်လေးပြေကြသွားလို့ရှိရင်ကောင်းနေပဲလုံနေရဆိုတော့ဗျာကောက်လေးပြေကြသွားရင်တခါအသေးပြလို့ရှိရင်ဟိုဖြေလို့ဗျာတကယ်ကြီးလေးကြောက်သွားလို့နော်ဒီကောက်ကတကယ်ကြီးလေးတော်တော်များနေပြီဆိုတော့ပြခမ်းမနိုင်ပါဘူးခင်ဗျာတမျိုးတော့မထင်ပါဘူးအားလုံးတောင်းပန်ပါတယ်နားမလဲတာရှိရင်နားမလဲတာရှိရင်လို့ရှိရင်ဖုန်းလားဆက်ပြီးတော့မေးနော်ဖုန်းဆက်ပြီးတော့မေးပါခင်ဗျာ Messenger ထဲမှာဝင်မေးလို့လည်းရပါတယ်ကဲဖုန်းမကင်ဘူးလို့ရှိရင်တပ်ဖိုင်းလေးပို့ထားပေးပါ Messenger ထဲကိုပြီးရင်ကားငှားကြတဲ့ညီကိုများဆိုလို့ရှိရင်လည်းတပ်ဖိုင်းလေးပို့ဟိုဖုန်းလေးဆက်မေးနော်အခုအလုပ်လေးရှိနေတော့မြန်လေးတော့လို့ကြောင့်မနော်ဘာဖြစ်လို့ဆိုတော့သူများလေးဝင်သွားလို့ရှိရင်တော့ကြာချန်ကမှာအခါကျမှအလုပ်မရှိတဲ့ခါကျမှကိုရေးအလုပ်လေးလုပ်ပါအောင်ဘာဖြစ်ပါအောင်လို့မပြောနဲ့တချို့လူတွေလည်းဗျာနေပူတာမခံနိုင်ဘူးဆိုတော့လူတွေနဲ့မင်းမျိုးပါဗျာအလုံးသားမေးတဲ့လူတွေလည်းဘူးခွန်ဝယ်တဲ့နေရာမှာလည်းမရသေးဘူးနော်အဲ့ဆိုင်မှာလည်းမရသေးဘူးအခုအလုပ်လေးတွေပြပြပေးမယ်နော်ဒွင်းချမ်းနှစ်ချမ်းနဲ့ကြက်ချမ်းနှစ်ချမ်းနဲ့ပြီးရင်ရိုးချမ်းဒွင်းချမ်းတွေပင်မောင်းဆုံးပေါ့ဗျာအဲ့ထက်မှမြင်းလေးပါလေးခောက်ဖို့အဲ့ဒီချမ်းတစ်ချမ်းနဲ့ပြီးရင်အုပ်ရိုက်တာပေါ့နော်အုပ်လေးရိုက်တာတောင်းတိုင်းလေးလောင်းတာပေါ့အမနဲ့ပြီးလို့ရှိရင်ကပီပချမ်းမတက်ခုခန်းတို့ဟိုတယ်တို့မှနဲ့အမလည်းကျတော့ကြောက်လေးဆိုလို့ရှိရင်ပန်းမင်းလေးညံရတယ်ဗျာရေခမ်းလေးဆေးရတယ်အဲ့ဒါလေးတွေပေါ့ပြီးလို့ရှိရင်ပါတယ်အလုပ်တွေကတော့ရှိလို့ရှိသေးတယ်ကျွန်တော်မေးတာအများပါတယ်ခင်ဗျာမြန်ကြီးတော့ဒီညနေဝင်သွားမယ်ဆူလာကညီကိုမနမကန်တေပချမ်းမအလုပ်တွေကတော့ကန်တေပချမ်းမနဲ့နတ်ဆန်ပချမ်းမနဲ့ဆူလာထဲမနဲ့အဲ့ဒါလေးရှိမယ်နော်ဖုန်းဆက်ရတော့ Messenger ထဲဖုန်းဆက်ရတောင်ဖိုင်းလေးပို့ပြီးတော့မေးပေးပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်မသိတတ်ရှင်ခွဲလို့ပေးပါနားမလဲတာကျွန်တော်ပြောထားတာတော့တေဝစကားပုံမှန်စကားရိုးပြောထားဆိုတော့ဗျာနားမလဲတာရှင်တချို့နားလဲတဲ့သူတစ်ချက်လောက်နှမ်းမေးပေးပေါ့နော်အဲ့ဒါကောက်လေးပြကြမှာတအားကြောက်တယ်ဗျာကောက်လေးပြကြသွားပါမလုပ်လို့မရဘူးအဲ့ဒါကြောင့်နော်ဖုန်းနံပါတ်လေးတွေတိတ်ထားပေးပါ